မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်ဒီနေ့မျှဝေပေးချင်တာတော့မြန်မာပြည်မှာအသုံးများဆုံးဂီယာဘောက်ထဲက2ND တို့မဟုတ် second bracelet အကြောင်းအခုကျွန်တော်ကင်ပြနေတဲ့ second bracelet သူကဘယ်မှာနေလဲဆိုတော့အဲ့ဒီအောက်ဆုံးထက်ရဲ့အပေါ်မှာနေတယ်သူကဘာတွေလုပ်တယ်ဆိုရင်သူကကားတွေမှာ1-2ဂီယာရုံးဖို့လို့နော်ကီလိုနဲ့ဆိုရင်ကီလိုအစအထွက်ပေါ်ဝက်ကလပ်ကနေစထွက်ရုံးပေးလိုက်တဲ့အစအနေပြီးတော့သူက30ကျော်လောက်ထိအောင်သူကဂိမ်းကညစ်ရုံးပေးတယ်အဲ့ဒီကောင်ကိုဘယ်လိုလုပ်လဲဆိုဆက်စနိုးလိုက်လို့မီးစဖွင့်လိုက်လို့1 number 2 slow night ကနေပြီးတော့သူမီးစဖွင့်လိုက်ပြီဆိုရင်1-2ဘားဘော်လီ1-2ရှက်ဘားကနေပြီးတော့ဒီsecond bracelet အဲ့ဒီအပေါက်ကိုစီစတွန်းတယ်နော်အဲ့ဒီအပေါက်ကိုစီစတွန်းပြီးတော့အဲ့ဒီတထုလေးကအပေါ်ကိုအကြွလိုက်တက်လိုက်လုပ်ပြီးတော့အပေါ်မှာရှိတဲ့ကလပ်ပြားတွေကိုဖိပြီးတော့ကားတစ်စီးလုံးကိုရုံးဖို့ဆွဲညစ်ပြီးတော့ခေါ်ရတာနော်သူ့ရဲ့တာဝန်ကကီလို30ကျော်လောက်ထိအောင်ရုံးပေးတယ်ဟုတ်ပြီကားတစ်စီးကကီလို30မကျော်တော့ဘူးနော်အယုံတွေပါမကောင်းတော့ဘူးအင်ဂျင်တွေပါချဲနေပြီဆိုရင်ဒီ highlight set တို့ပလာတို့နော်အဲ့ဒီခုနကအုံရဲ့အခုတွေ့နေရတဲ့ဒီဂီယာဘောက်ဒီခုနကကျွန်တော်ထည့်ထားတွေ့လားအဲ့ second bracelet ရဲ့အပေါ်မှာနေတဲ့ဒီ one way ကလပ်ရဲ့အဲ့ဒီနောက်ဘားဘော်လီရဲ့အဲ့3မျိုးတည်းက3မျိုးပဲစစ်ရမယ်နော်အများဆုံးအဖြစ်အဲ့3မျိုးပဲစစ်ပါအဲ့ဆိုရင်ဒီကီလိုစအထွက်တို့ကီလို30မကျော်တာတို့အဲ့ဒီယောဂတွေအဆင်ပြေချုံးမွေသွားလိမ့်မယ်နော်ကျွန်တော်နောက်နေ့များမှာလဲဂီယာဘောက်နဲ့ပတ်သက်တဲ့40မကျော်တာတို့60မကျော်တာတို့အဲ့ဒီအကြောင်းအရာတွေကိုဘူးဒုဒအနေနဲ့ကျွန်တော်မျှဝေသွားဖို့ရှိပါတယ်အဲ့ဒါမျိုးကြောင့်မိတ်ဆွေတို့အနေနဲ့လဲကျွန်တော်ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုလဲ subscribe လေးလုပ်ထားပြီးတော့အားပေးကြပါဦးလို့နော်